no. No, I don't see it happening, man. I can't fall off. I'd rather move in silence, yeah. မင်္ဂလာပါအကွန်နဲ့မှာပြန်လည်ကြိုဆိုပါရစေ TV တစ်လုံးဝယ်ယူပြီးနောက်နှစ်ရှည်လာများအရွေသေးကောင်းကောင်းနဲ့အသုံးပြုနိုင်မှု view size မဲ့အချက်လေးတွေကိုဒီ view ထဲမှာပြပြပေးသားမှာပဲဖြစ်ပါတယ် TV စက်ကသုံးပါမီးအားအတက်ကြကြောင့်မတော်တဆ TV ပျက်စီးမှုမဖြစ်ရလေအောင် TV စက်ကကိုမဖြစ်မနေခံသုံးပေးပါမှန်ကန်တဲ့နီလန့်နဲ့ screen ကိုတန်ရှင်းရေးလုပ်ပေးပါ TV screen ကိုတန်ရှင်းရေးလုပ်တဲ့အခါ microfiber cloth နဲ့ပြုလုပ်ထားတဲ့အဝတ်တွေကိုအသုံးပြုပြီးနုနုညံ့ညံ့လေးတုပ်ပေးပါEcho ပြင်းတဲ့ cleaner တွေ glass cleaner တွေအသုံးပြုတဲ့အခါ TV screen ကိုတိုက်ရိုက်မဖြန်းပဲအဝတ်ပေါ်ကိုအနည်းငယ်ဖြန်းပြီးမှသာ TV screen ကိုနူးနူးညံ့ညံ့လေးတုပ်ပြီးတန်ရှင်းရေးလုပ်ပေးပါ TV brightness ကိုအမြင့်ဆုံးမထားပါနဲ့ရုပ်ရှင်တွေကိုအချိန်ကြာကြာကြည့်ရှုခံစားတတ်တဲ့ customer တွေအနေနဲ့ TV brightness ကိုအမြင့်ဆုံးထားပြီးအချိန်ကြာကြာကြည့်ရှုတာက TV panel ကိုအပူတက်စေပြီးရေရှည်အသုံးပြုမှုကိုထိခိုက်စေနိုင်ပါတယ် TV အသုံးမပြုတဲ့အချိန် power ပိတ်ထားပါ TV ကို power ပိတ်မယ်ဆိုရင်တော့TV remote က off clock လေးကိုအရင်ပိတ်ပါပြီးမှ mid clock ကိုပိတ်ပေးပါ standby မှုမှာအမြဲမထားပဲအချင်းကြကြအသုံးမပြုတော့ဘူးဆိုရင်တော့ TV power ကိုပိတ်ထားတာကမီးရတက်တာပြီးမှာပါ TV software update လုပ်ပေးပါ smart TV ဆိုရင် firmware software update ကိုအချိန်လိုက်လုပ်ပေးတာက security ဘိုင်းပိုကောင်းလာခြင်း TV performance ကိုပိုကောင်းလာခြင်းတွေကိုရရှိနိုင်ပြီး customer တွေအနေနဲ့နေ့တည်ကြသွားရင်တော့ကို TV ကဘယ်တော့မှဟောင်းသွားရဆိုတဲ့ခံစားမှုကိုရရှိမှာမဟုတ်တော့ပါဘူး TV ကိုနေအောင်တိုက်ရိုက်မထိအောင်ထားပါနေအောင်တိုက်ရိုက်ကျတဲ့နေရာမှာ TV ထားရင် TV screen နဲ့ TV ရဲ့အတွင်းပိုင်းကွန်ပိုနန့်တွေကိုအပူလူငဲပြီးပျက်စီးစေနိုင်ပါတယ် Aircon တဲ့မှာလည်းမထားသင့်ပါဘူးဘာလို့လဲဆိုတော့မတော်တဆ Aircon ကရေကျပြီး TV ထဲဝင်သွားကပျက်စီးစေတတ်လို့ပါ Aircon နဲ့မျက်နှာချင်းဆိုင်လည်းထားလို့မရပါဘူးAircon လေးက TV မျက်နှာပြင်ကိုအမြဲတမ်းရိုက်ခတ်နေတဲ့အခါ TV မျက်နှာပြင်ကိုပျက်စီးစေတတ်လို့ပါဆွဆွမှုနဲ့ဖုံမှုကနေကောက်ွယ်ပါရေဆွနိုင်တဲ့နေရာဖုံထူတတ်တဲ့နေရာတွေကိုရှောင်ကျဉ်ပြီး TV ရဲ့ပတ်ဝန်းကျင်ကိုတက်နိုင်တဲ့များတန်ရှင်းအောင်ထားပါဒီအချက်တွေကတော့ TV တစ်လုံးဝယ်ယူပြီးတဲ့အခါရေရှည်အသုံးပြုနိုင်အောင် view size ပေးရမယ့်အချက်တွေပဲဖြစ်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာလည်း a connected product ရဲ့ knowledge sharing နဲ့ tips and tricks တွေကိုပြောပြပေးသွားအောင်မှာဖြစ်တဲ့အတွက် like and follow လေးလုပ်ထားပေးဦးနော်